ပြောရင်တမီးတကယ် surprise ဖြစ်သွားခဲ့ပါတယ်အဓိကက self control ရှိတဲ့ဘဝတကယ်အရေးကြီးပါတယ်တမီးတို့ဒီလူငယ်ဆိုတော့အပျော်ပါတော့မှတ်မှာပဲဒါပေမဲ့ဘယ်ဟာကကိုယ့်အတွက်တကယ်အရေးကြီးရယ်ဆိုတာကိုဆုံးဖြတ်တဲ့ဘဝတော့တကယ်အရေးကြီးပါတယ်တမီးအဓိကကြိုက်တာတော့တင်ကြားရေးပိုင်းမှာတမီးတို့တော်တော်အဆင်ပြေခဲ့ရပေါ့နော်မင်္ဂလာပါရှင်တမီးနာမည်ကတော့မြဖူးရတီမမင်းဖြစ်ပါတယ် AIC မှာ NCUK program ကို Science Pathway နဲ့ graduate ဖြစ်တာရဲ့ student တယောက်ဖြစ်ပါတယ်ရှင်တမီး IGCSE ဖြေတော့ကမမေနဲ့ဒီ Rose Sky မှာပေါ့နော် AIC booth ကိုတမီးတို့တွေ့ခဲ့အဲ့ရနေပြီးတော့မှဒီ AIC မှာဘယ်လို program တွေ available ဖြစ်လဲဆိုတာကိုတစ်ချက်ဆောင်ဆိုင်ခဲ့ပါတယ်တမီးဒီ IGCSE ပြီးတော့တမီး A-levelတင်ကောင်းမလားဒါမှမဟုတ်သူရဲ့ alternatives တွေဖြစ်တဲ့ဒီ OSST NCUK ဒီ program တွေတင်ကောင်းမှတမီးစဉ်းစားခဲ့ရပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့တမီးရဲ့ဒီတွားချင်တဲ့နိုင်ငံကလည်း UK ဖြစ်တယ်ပြီးတော့ဒီ AIC မှာလည်း NCUK အဆင်ပြေဆို review တွေလည်းကြားရပေါ့နော်အဲ့ဒီနောက်ပိုင်းကနေပြီးတော့အိမ်ကဖေမမေတို့နဲ့တိုင်ပင်နဲ့ပြီးရင်ဒီ AIC ကအမရင်းနဲ့လည်းတတိချာချာ program တစ်ခုချင်းစီရဲ့အသေးစိတ်ကိုစုံစမ်းပြီးတော့ဒီ AIC ကNCUK ကိုပဲယူပြသွားတာပါရှင်ဒီ NCUK program ကတမီး UK မှာရှိတဲ့ top 10 university တွေကိုလည်းချိတ်ထားတယ်ပြီးတော့တမီးသွားချင်တဲ့ university တွေကိုလည်းသူတို့ currently entry ပေးရယ်နောက်တစ်ခုကဒီအချိန်တိုအတွင်းမှာပဲတမီးတို့သွားချင်တဲ့ university ကိုစိတ်ချလက်ချနဲ့အမခံချက်အပြည့်နဲ့သွားလို့ရနိုင်တယ်အားကြောင့်ဒီတမီး NCUK program ကိုယူပြခဲ့ရပါတော့တမီးဒီ AIC ကိုစုံစမ်းနေတဲ့အချိန်မှာပဲ AIC ကအမနဲ့ consultation လုပ်ပြီးတော့ဒီ AIC မှာလုပ်တော့မဲ့သူတို့ scholarship campaign လေးကိုတမီးတို့အသိစိတ်ရှင်းပြခဲ့အဲ့ရနေပြီးတော့မှအိမ်ကဖေမေရနဲ့တိုင်ပင်ပြီးတော့ဒီ Mandalay မှာလုပ်တဲ့ scholarship campaign မှာတမီးဝင်ဖြည့်ခဲ့scholarship ကတော့တမီးတိမ်မောင်း310ကျော်ရခဲ့ပါတယ်ရှင်တမီးတက်ကတော့ဒီ AIC မှာအစအရာအဆင်ပြေခဲ့ပါတယ်တမီးအဓိကကြိုက်တာတော့တင်ကြားရေးပိုင်းမှာတမီးတော်တော်အဆင်ပြေခဲ့ပေါ့နော်ဒီ native ဆရာတွေရော foreigner ဆရာတွေရောကသူတို့တင်ပေးရဲ့ဘာသာရဲ့အလိုက်မှာ professional ဖြစ်ကြတယ်အဓိကကတော့ဒီ foreigner ဆရာတွေနဲ့communicate လုပ်တဲ့အချိန်မှာပုံမှန်ဆိုရင်တမီးကဒီ English ကို second language အနေနဲ့ပြောရတဲ့အချိန်ကြရင်ကြောက်တတ်တာရှိရဲအဲ့လိုကိုကပြောမထွက်တဲ့ဟာကြီးရှိရပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့ဒီပြောရင်းနဲ့ဒီ face to face ကလည်းနေတိုင်းပြောနေရတာဆိုတော့ကိုယ့်အတွက်ပို့ပြီးတော့ confidence ရှိလာပြီးတော့ရေးပြောလာနိုင်တယ်ကိုယ့်အတွက်အဲ့လို safe ဖြစ်တယ်လို့လည်းခံစားရတယ်ပေါ့နော်နောက်ပြီးကျတော့ဒီ AIC က staff တွေကလည်းအကုန်လုံး welcoming ဖြစ်ကြတယ်ဒါကြောင့်တမီးနေရနေလာတက်တာတော့မှ AIC မှာဖြစ်တဲ့အတွက်တမီး homesick လည်းမဖြစ်ဘဲနဲ့ကိုယ့်ရဲ့အိမ်လိုပဲခံစားရပေါ့နော်တမီးဒီကျောင်းလျှောက်တော့ AIC က consult လုပ်တဲ့မိုင်နဲ့ပဲတခြားတိုင်ပင်ပြီးတော့ကျောင်းလျှောက်ခဲ့ပါတယ်အဲ့ကျောင်းတွေကတော့ University of Bristol ရဲ့ University of Birmingham နောက်ပြီးတော့အခုသွားမဲ့ University of Manchester University of Leeds နဲ့ Newcastle University ဖြစ်ပါတယ်တမီးလျှောက်တာတော့၅ကျောင်းလုံးတော့ဝင်ခွင့်ရခဲ့ပါတယ်နောက်ဆုံးတော့ University of Manchester ကိုတမီးယူပြသွားပါတယ်ရှင်တမီးဒီ ranking ကောင်းတဲ့အကျောင်း၅ကျောင်းလုံးကနေပြီးတော့တမီးကို offer ပေးတဲ့အတွက်တမီးအရင်ပြောခဲ့ပါတယ်တမီးဝမ်းလဲဝမ်းသာပါတယ်ဒါပေမဲ့ဒီအဓိက University of Manchester ဘာဖြစ်လို့ယူခဲ့ရလဲဆိုရင်တမီးသွားမဲ့ major ပေါ့နော် biomedical science ကဒီကျောင်းက review ကောင်းတဲ့ဟာတွေတော်တော်ရှိရဲအားအကြောင်းတမီးဒီအဓိကတော့အဲ့ဒါကိုကြည့်ပြီးတော့တမီးယူခဲ့ရပေါ့နော်နောက်ပြီးတော့ဒီ Manchester UK က top 10 university ရဲ့တစ်ခုပေါ့နော်နောက်ပြီးတော့တမီးဒီ Manchester ရဲ့ city ကိုလည်းတော်တော်သဘောကျရရှင်သူတို့ရဲ့ vibe ရဲ့ပြီးတော့တမီးကငကိုကဲကဒီ city life ကိုပို့ပြီးတော့ကြိုက်တဲ့သူဆိုတော့ဒီနောက်ပိုင်းကျတော့ဒီအချက်တွေအကုန်ခြုံလိုက်ပြီးတော့ University of Manchester ကိုယူပြတာဖြစ်ပါရဲ့ရှင်တမီးအခုလောလောဆယ်ကတော့အခုတက်မဲ့ biomedical science 3နှစ်ကိုပဲ result ကောင်းနဲ့ပြီးဖို့ focus လုပ်ထားပါရဲ့ရှင်အဲ့ပြီးမှပဲသမီးဒီ NHS ဘက်မှာအလုပ်လုပ်ဖြစ်မလားဒါမှမဟုတ် medicine or master setup ဖြစ်မလားသမီး
ကျောင်းပြီးတော့မှပဲတည်တည်ချာချာစဉ်းစားမယ်လို့စိတ်ကူးထားပါရဲ့ရှင်အမှန်တိုင်းပြောရရင်တမီးတကယ် surprise ဖြစ်သွားခဲ့ပါရဲ့ရှင်စုရမယ်ဆိုတာလည်းကြိုမသိထားဘူးနောက်ပြီးမှစုရမယ်လို့မလာပြောတော့တကယ်အတိုင်းမသိဝမ်းသာမိပါရဲ့ရှင်တမီးအထင်ကတော့အဓိကက self control ရှိတတ်ဖို့ကတကယ်အရေးကြီးပါတယ်ကိုယ့်ကို self discipline ရှိမယ်နောက်ပြီးတော့ကိုပေးထားတဲ့ဂတိကိုတည်နိုင်အောင်ကိုကပဲလုပ်ရမှာဖြစ်ပါတယ်အဲ့လိုဘေးကသူဘယ်သူမှလုပ်ပေးလို့မရဘူးလေကိုကပေးထားတဲ့ဂတိကိုဥပမာဒီနေ့ဒီကိစ္စကိုပြီးအောင်လုပ်မယ်ဆိုရင်ဒီကိစ္စပြီးသွားမှာပဲ work done ဖြစ်တယ်လို့ကိုခံရင်ပေါ့နော်နောက်တစ်ခုကကျတော့တမျိုးဒီလူငယ်ဆိုတော့အပျော်ပါတော့မှတ်မှာပဲဒါပေမဲ့ဘယ်ဟာကကိုယ့်အတွက်တကယ်အရေးကြီးရယ်ဆိုတာကိုဆုံးဖြတ်တတ်ဖို့ကတော့တကယ်အရေးကြီးပါရဲ့ရှင်တကယ်ကိုယ့်အတွက်အကျိုးရှိပြီးတော့ quality education အစစ်ကိုလုပ်ချင်တော့ဒီ AIC ကိုရွေးချယ်ပါလို့ recommend ပေးချင်ပါရဲ့ရှင်